ကျွန်တော်တို့မြင်နေရတဲ့တာယာလှပတဲ့ပင်လယ်ပြာကြီးရဲ့အောက်မှာလူသားတွေစိတ်ကူးကြည့်လို့တော့မရနိုင်လောက်အောင်နဲ့ဆိုင်ပြီးမောင်မိုက်တဲ့ကဘာတစ်ခုရှိနေပါတယ်တကယ်တော့ကျွန်တော်တို့ဟာအာကာသထဲကအင်္ဂါဂျိုအကြောင်းကိုပိုသိပြီးကိုကဘာဘောကသမုဒ္ဒရာကျမ်းပြင်အကြောင်းကိုတော့9%ကနေ10%လောက်ပဲသိပါသေးတယ်သမုဒ္ဒရာရဲ့အောက်ခြေဟာကြန့်ရှိနေသေးတဲ့နောက်ဆုံးနယ်မြေတစ်ခုပါပဲကဲကျွန်တော်တို့အတူတူငုတ်လိကြည့်ကြရအောင်ပထမဆုံးရေမျက်နှာပြင်ကနေစတင်ပါမယ်ဒီမှာတော့လူသားတွေဟာတိတ်တိတ်လေးပါအခုမြင်နေရတာကတော့လူသားတွေတိဆောက်ခဲ့တဲ့မြအကြီးဆုံးသင်္ဘောကြီး Sea Wise Giant ပါ Empire State အဆောက်အဦထက်တောင်ပိုရှည်တဲ့ဒီသင်္ဘောကြီးဟာသမုဒ္ဒရာနဲ့ရှင်လိုက်ရင်တော့ရေပေါ်မှာပေါ်လို့ပေါ်နေတဲ့အယုတ်ကလေးတစ်ယုတ်လိုပါပဲအခုမီတာ40အနက်ကိုရောက်ပါပြီဒါဟာအပျော်တမ်းရေငုပ်သမားတွေဆင်းနိုင်တဲ့နောက်ဆုံးအကန့်အသတ်ပါပဲဒီနေရာမှာတင်ရေရဲ့ဖိအားကမျက်နှာပြင်ထက်4ဆပိုများနေပါပြီမေယောင်ကြီးရဲ့10%ပဲကျန်တော့တာကြောင့်ပတ်ဝန်းကျင်ဟာပြာလဲလဲနဲ့မှောင်စပြူနေပါပြီမီတာ100ရောက်တဲ့အခါအောက်ဆီဂျင်အဆိပ်သင့်မှုကအဓိကအန္တရာယ်ဖြစ်လာပါတယ်ဒီနေရာမှာကြာနေရင်အသက်အန္တရာယ်ရှိနိုင်ပါတယ်ဒါပေမဲ့အောက်ဆီဂျင်ဘူးမပါဘဲငုပ်တဲ့ free diver တွေကတော့ဒီချက်ပိုပြီးဆင်းနိုင်ကြပါတယ်2012ခုနှစ်မှာ Harvard Niche ဆိုသူဟာအောက်ဆီဂျင်ဘူးလုံးဝမပါဘဲမီတာ253အနက်အထိငုပ်လျိုးပြီးကမ္ဘာစံချိန်တင်ခဲ့ပါတယ်ဒါဟာအထက်80ရှိတဲ့တိုက်ကြီးတစ်လုံးစာအမြင်ပါမီတာ332မှာတော့ Ahmed Geva တင်ထားတဲ့အောက်ဆီဂျင်ဘူးနဲ့ငုပ်တဲ့ကမ္ဘာအနက်ဆုံးစံချိန်ရှိပါတယ် Eiffel Tower ထက်တောင်ပိုနှက်တဲ့နေရာကိုသူရောက်ခဲ့တာပါသူအောက်ကိုဆင်းဖို့မိနစ်ပိုင်းပဲကြာခဲ့ပေမဲ့အပေါ်ပြန်တက်ဖို့အတွက်တော့ဖိအားညှိဖို့14နာရီကြာအောင်အဆင့်ဆင့်နားခဲ့ရပါတယ်မီတာ900မှာတော့ကမ္ဘာအလေးဆုံးတပ်တော်ပြဝေလငါးကြီးတွေကိုတွေ့ရပါမယ်သူတို့ဟာအစာရှာဖို့ဒီအထိဆင်းတက်ကြပါတယ်မီတာ935မှာတော့ Emperor Penguin ငှက်တွေရဲ့အနက်ဆုံးငုံနိုင်တဲ့စံချိန်ရှိပါတယ်သူတို့ရဲ့အဆုတ်တွေဟာဖိအားတံကိုခံနိုင်အောင်အလူအလျောက်ကျုံနိုင်ဆန့်နိုင်စွမ်းရှိကြပါတယ်မီတာ900ကျော်ရင်တော့ခင်မီနျူကလ িয়ার ရေငုပ်သင်္ဘောတွေရဲ့ဘေးကင်းတဲ့အကန့်အသတ်ကိုရောက်ပါပြီဒီထပ်ပိုဆင်းရင်တော့သင်္ဘောကိုယ်ထဲဟာဖိအားတံကြောင့်ပောက်ကွဲသွားနိုင်ပါတယ်မီတာ828မှာတော့ကမ္ဘာအမြင့်ဆုံး Burj Khalifa အဆောက်အဦကြီးကိုရေထဲနှစ်လိုက်မယ်ဆိုရင်အကုန်မြုပ်သွားပါလိမ့်မယ်မီတာ1000ကိုရောက်တဲ့အခါမှာတော့နေရောင်ကြီးဟာလုံးဝပျောက်ကွယ်သွားပါပြီဒါကို Midnight Zone လို့ခေါ်ပါတယ်ဒီနေရာမှာရှိတဲ့ငါးတွေဟာသူတို့ရဲ့ခန္ဓာကိုယ်ကနေအလင်းရောင်ထုတ်လွှတ်နိုင်ကြပါတယ်မီတာ1340မှာတော့ကမ္ဘာအယုတ်ဆိုးဆုံးတတ္တဝါလို့နာမည်ကြီးတဲ့ Blobfish တွေကိုတွေ့ရပါမယ်သူတို့ဟာဒီနေရာကပြင်းထန်တဲ့ဖိအားကိုအသုံးချပြီးရေအောက်ခြေမှာအေးဆေးဆေးမျောနေတတ်ကြတာပါမီတာ2000မှာတော့စပန်းဝေလငါးတွေနဲ့ကော်လော်ဆယ်ပြီးကြီးငါးကြီးတို့ရဲ့တိုက်ပွဲတွေရှိပါတယ်ဝေလငါးတွေရဲ့ကိုပေါ်ကအမာရွတ်တွေဟာဒီတိုက်ပွဲတွေရဲ့သက်သေပါပဲမီတာ2992မှာတော့ကမ္ဘာအနက်ဆုံးငုံနိုင်တဲ့နှုတ်တိုက်တတ္တဝါ Cuvier Beaked Whale ကိုတွေ့ရပါမယ်သူတို့ဟာ3ကီလိုမီတာနီးပါးအထိငုံနိုင်တယ်လို့ရေအောက်မှာ222မိနစ်အထိအောင့်ထားနိုင်ပါတယ်သမုဒ္ဒရာရဲ့ပြန်မြအနက်ဟာမီတာ3688ဖြစ်ပါတယ်ဒါပေမဲ့ဒါဟာအောက်ခြေမဟုတ်သေးပါဘူးမီတာ3800မှာတော့နာမည်ကျော်တိုက်တန်းနီသင်္ဘောပြက်ကြီးရှိနေပါတယ်ဒီနေရာကဖိအားဟာမျက်နှာပြင်ထက်အဆ400ပိုများပါတယ်မီတာ4000ကနေ6000ချားကိုတော့ Abyssal Zone လို့ခေါ်ပြီးဒါဟာသမုဒ္ဒရာရဲ့83%ကိုဖုံးလွှမ်းထားပါတယ်ဒီမှာတော့နားရွက်နဲ့ပြန်တန်းသလိုဖြစ်နေတဲ့ Dumbo Octopus တွေကိုတွေ့ရပါမယ်မီတာ6000အောက်ကိုရောက်ရင်တော့ဒါဟာ Hadal Zone ဖြစ်ပါတယ်ဒီနေရာကဖိအားဟာခမားရဲ့ခန္ဓာကိုယ်ပေါ်မှာဂျမ်ဘူဂျက်လျင်ပြန်အစီး90တင်ထားသလိုပြင်းထန်တာပါမီတာ6895မှာတော့အနက်ဆုံးနေရာမှာတွေ့ရတဲ့သင်္ဘောပြက် USS Samuel B. Roberts ရှိပါတယ်မီတာ8095မှာတော့ကမ္ဘာအနက်ဆုံးနေရာမှာရှင်သန်နိုင်တဲ့ Mariana Snailfish ဆိုတဲ့ငါးတွေကိုတွေ့ရပါတယ်သူတို့ဟာတန်မဏီတွေထက်တောင်ပုံမှန်ကျော်တဲ့သဘာဝရဲ့ဖန်တီးမှုပါပဲနောက်ဆုံးမီတာ8848မှာ Everest တောင်ကိုကျော်ဖြတ်ပြီးမီတာ11000အနက်မှာရှိတဲ့ Challenger Deep ကိုရောက်ပါပြီဒါဟာကမ္ဘာအနက်ဆုံးနေရာပါဒီနေရာကိုလူသားအနည်းငယ်ပဲရောက်ဖူးပါတယ်1960မှာ Don Walsh နဲ့ Jack Pickett 2012မှာ Director James Cameron တို့ရောက်ခဲ့ကြပါတယ်အခုချိန်ထိတော့လူပေါင်း28ယောက်ပဲဒီအောက်ခြေကိုရောက်ဖူးပါသေးတယ်2023ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ Titan ရေငုပ်သင်္ဘောဖြစ်ရပ်ကတော့သမုဒ္ဒရာရဲ့နက်ရှိုင်းတဲ့နေရာတွေဟာဘလောက်အထိအန္တရာယ်များတယ်ဆိုတာပြသခဲ့ပါတယ်ကျွန်တော်တို့ဟာအင်္ဂါဂျိုကိုပို့ပြီးသိထားပေမဲ့ကိုယ့်ကမ္ဘာပေါ်ကသမုဒ္ဒရာရဲ့9%လောက်ကိုပဲစူးစမ်းရပါသေးတယ်သမုဒ္ဒရာရဲ့အောက်ခြေဟာသိပ္ပံဝတ္ထုတွေထက်တောင်ပိုပြီးစမ်းကျင်နေပါသေးတယ်